နေဝင်သွားပြီးညာများစွာလင်းမဲ့မျိုးပြတဲ့ကိုစီထီချမ်းကြောဖြတ်ခါအချင်းနဲ့အမုန်းဆိုတာကြောချက်ကဖဲလာရင်ဝင်မမင်းအတွက်မုန်းရှိပါငါရဲ့ချစ်ချင်းများဆောက်တီလာပြောစရာတိုင်းမြုံဘုံကလေးဟာအခုတော့ကြိုးပြပြီးတနေရာစီဝေးကွာနေရပြီတင်းသောကြိုးများဟာပြတ်တော့ပျက်စီးကြအကျဉ်းသားတဲ့ကအချစ်လုံးကမာနတရားကြောင့်ဒုဝေးရနဲ့ဝေလို့နေလေမင်းတို့ဆိုအမုန်းရှိပါကဘာဆုံးထိစချင်နေမှာယုံတော့ကွယ်အလွမ်းများနဲ့နေရတွေ့လေတို့နှစ်ယောက်တွေ့ပြီးဆုံးကအကျဉ်းသားဆုံးလဲတွေ့ခွေရခြင်းပဲဆုံးအမုန်းရှိဘူးကဘာဆုံးထိစချင်နေမှာယုံတော့ကွယ်လွမ်းများနဲ့နေရတွေ့လေတို့နှစ်ယောက်တွေ့ပြီးဆုံးတာအကျဉ်းသားဆုံးနဲ့တွေ့ခွေရခြင်းရဲ့ချီရနဲ့ဝေလို့နေလေမင်းတို့ဆုံးအမုန်းရှိပါကဘာဆုံးထိစချင်နေမှာယုံတော့ကွယ်လွမ်းများနဲ့နေရတွေ့လေတို့နှစ်ယောက်တွေ့ပြီးဆုံးတာကျန်တာဆုံးလဲတွေ့ခွေရခြင်းနဲ့